ရှဘီဘရတ်ညာရောက်လာပြီအဲ့ဒီနေ့ညနေဝင်သွားပြီဆိုတာနဲ့အလရှိမတ်တခင်အားတဲ့မိုးကောင်းခင်နော်ဒုနီယာမြေပြင်ရဲ့မိုးကောင်းခင်ပေါ်ကိုအလရှိမတ်တခင်ဆင်းသက်တော်မူလာပြီးတော့ဖယကူလ်အလာအမရှိနေတယ်အလာမင်မုစတဂဖီရင်လီဖာဂဖီရလာငါအရှင်မြတ်စီကနေဘသူတွေမဂ်ဖီရတ်တောင်းခံခြင်းကြလဲငါအရှင်မြတ်မဂ်ဖီရတ်ခြင်းမြတ်တော်မူမဲ့အလာမင်မုစတရဇီကင်ဖာအရဇူကလာဘသူရိုဇီယခတောင်းခံမလဲငါအလာရိုဇီယခခြင်းမြတ်မဲ့အလာမုဘတလန်ဖဝအာဖီနော်ဘသူဟာအခက်ခဲကနေလွတ်မြောက်ဖို့အတွက်တောင်းခံမလဲအလရှိမတ်တခင်လွတ်မြောက်မှုအေးချမ်းမှုချင်းမြတ်မဲ့ကဒါအလကဒါအဲ့ဒီလိုအလရှိမတ်တခင်ကျင်ညာနေမယ်ဘေးအချိန်ထိလဲဟတ်တာယတ်လူအလ်ဖဂျ်နော်နောက်ဆုံးနော်ဆေရီအချိန်မကုံဆုံးမချင်းဖဂျ်မဝင်မချင်းအလရှိမတ်တခင်အဲ့ဒီလိုကျင်ညာနေမယ်တဲ့ဒီတော့အလရှိမတ်တခင်ဘက်ကနေဘန္တာရီကိုကန့်လန့်နေလဲဘာတောင်းမလဲဘာယူမလဲမဂ်ဖီရတ်ယူမလားရိုဇီယိခယူမလားနော်ဘာအခက်ခဲတွေပြေးလေခြင်းလဲအလဘက်ကနေဘန္တာရီကိုကန့်လန့်နေတယ်ဆိုတော့ကျွန်တော်တို့အရိနေညကြရင်သူဟာတွေများမြောင်စွာတောင်းရမယ်မုတ်ချအရိညဟာသူဟာကဘူလ်ဖြစ်မဲ့ညတညပဲလေးစားအတဲမိတ်ဆွေညီနောင်များခင်များဒီတော့အရိညရောက်လာပြီဆိုရင်ကျွန်တော်တို့ဘာတွေလုပ်တဲ့ကျွန်တော်တို့မှတ်ထားပါရှဘီဘရတ်ညရဲ့ထုံးမြတ်မှုတွေအင်မတန်ရှိတယ်ဒါပေမဲ့ဒါတော့မရှိဘူးရှဘီဘရတ်ညမှာဘယ်ပုံစံနဲ့အီဘာဒတ်လုပ်ရမယ်ဆိုတာတော့မရှိဘူးတီးတန့်တတ်မှတ်ထားတဲ့ပုံစံမရှိဘူးဒါကြောင့်ရှဘီဘရတ်ညမှာကိုနှစ်သက်တဲ့အီဘာဒတ်ကိုလုပ်လို့ရအဓိကကတော့ဗာလဲအလတ်စီကနေဒူအာများမြောင်စွာတောင်းကနော်ဒူအာဒီထဲမှာလဲဘယ်ဒူအာကိုများမြောင်စွာတောင်းကမှာလဲမဂ်ဖီရတ်ရရှိဖို့ဒူအာတောင်းကမယ်မဂ်ဖီရတ်တိတ်အရေးကြီးတယ်မဂ်ဖီရတ်နော်ဒုနီယာမှာအရေးအကြီးဆုံးကမဂ်ဖီရတ်ပဲနော်ဒီနေ့ကျွန်တော်တို့လူတစ်ယောက်နဲ့တစ်ယောက်နော်တွေ့ရင်ဒူအာလုပ်ပါဆိုတော့ဘာဒူအာလုပ်ပေးရမလဲတစ်ဖက်ကပြန်မင်းရင်ကျွန်တော်တို့ပြောလိမ့်မယ်ကျွန်တော်ဆိုင်ရောင်းကောင်းမှုဒူအာလုပ်ပေးစီးပွားရေးကောင်းမှုဒူအာလုပ်ပေးတာရေးသမီးရေးဘယ်ကိစ္စတွေအတွက်ဒူအာလုပ်ပေးဒါပေမဲ့ကျွန်တော်တို့မှတ်ထားပါဒုနီယာမှာတော့ဒါတွေကျွန်တော်တို့လိုချင်တာဒါပေမဲ့ကျွန်တော်တို့တနေ့ကွယ်လွန်သွားပြီနော်ကျွန်တော်တို့ရဲ့နာမည်ကိုဘုတ်မှာရေးလိုက်ပြီနော်ဘသူပဲဟွာကွယ်လွန်သွားပြီအသက်ဘလောက်အလားမိတ်ခံသွားပြီအောက်ဆုံးမှာဘာရေးလဲနော်အောက်ဆုံးမှာဘာရေးလဲနော်ကွယ်လွန်သူမဂ်ဖီရတ်ရရှိဖို့သူဟာတောင်းပေးကြပါနော်ဒါပဲရေးကြတာပဲဘေးနာရေးကြော်ညာမှမဆိုအောက်ဆုံးမှာမဂ်ဖီရတ်အတွက်သူဟာတောင်းပေးကြဖို့မေတ္တာရက်ခံထားတယ်